ကဲဒီတစ်ခါမှာတော့ချက်ရတာလဲလွယ်စားလို့လဲအရင်ကောင်းပြီအိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ချက်ပြထားတဲ့ဟင်းလေးကြီးပဲဖြစ်ပါတယ်ရှင်ဥစွာပထမကြက်ချီတောက်ကလေးတွေကိုတန်ရှင်းအရင်လုပ်ပါမယ်ရှင်ပြီးရင်တော့ထက်ဝက်လှီပေးပါမယ်ရှင်ကဲဘူးသီးလေးတစ်စိတ်ကိုလည်းအရွယ်တော့အတုံးလေးတွေတုံးပေးထားပါမယ်ရှင်ခြံထဲကကျင်းကအညွန့်လေးတွေကိုခူးပေးပါမယ်ရှင်ပြီးရင်တော့ကျင်းကအညွန့်လေးတွေကိုတင်ပေးပါမယ်ရှင်စူးဖို့ရကလေးတွေကိုလည်းရေစီထားပေးပါမယ်ရှင်ခင်းကျင်ဒီလေးတွေကိုလေးစိတ်စိတ်ထားပေးပါမယ်စက်သွန်နီလေးတွေကိုလည်းပါလေးတွေလီပေးထားပါမယ်ရှင်စက်သွန်ပြူအနှဲငယ်ကိုလည်းပါလေးတွေလီပေးထားပါမယ်ရှင်ပြီးရင်တော့ငရုတ်စုံတဲ့ကိုပါလေးထားတဲ့စက်သွန်ပြူတို့ကိုထည့်ပြီးတော့ငရုတ်သီးအစိမ့်မုတ်ကလေးအနှဲငယ်ရောပြီးညက်နေအောင်ထောင်းပေးပါမယ်ရှင်ကဲအရသာဝင်ဖို့အတွက်ကြက်ချစ်တောက်ကလေးတွေကိုနှွနှင်းမုတ်အနေငယ်အချိုးမုတ်အနေငယ်စားအနေငယ်ထည့်ပြီးတိကျစွာနေတရားပေးပါမယ်ရှင်ကဲပြီးရင်တော့မိဖို့ပေါ်ဖွင့်ပြီးတော့ဒေအိုးလေးကိုတင်စီလေးကိုထည့်ပြီးတော့စီတက်ပါမယ်ရှင်ထောင်းထားတဲ့ငရုတ်သီးလေးနွမ်းလာပြီဆိုလို့ရှိရင်တော့ကြက်ချစ်တောက်ကလေးကိုထည့်ပြီးတော့ရေလေးနဲ့ထည့်ပြီးတော့ခြေတောက်ကလေးကိုနိုးတဲ့အထိလုံးပြီးတော့ချက်ပေးပါမယ်ရှင်ခြေထောက်ကလေးနူးလာပြီဆိုလို့ရှိရင်တော့စိတ်ထားတဲ့ပူသီးလေးတွေကိုထည့်ပေးပါမယ်ရှင်အရသာအတွက်ငပိစိမ်းသားလေးအနှဲငယ်ထည့်ပြီးတော့လုံးပေးပါမယ်ရှင်ရေလေးအနှဲငယ်ထည့်ပေးပါမယ်ရှင်ရေလေးနည်းနည်းဆူလာပြီဆိုရင်တော့ရေအနှဲငယ်ထပ်ထည့်ပေးပါမယ်ရှင်ဘူးသီးလေးနဲ့ကြက်သားလေးနဲ့နူအောင်လို့ပါပြီးရင်တော့ခင်းကြီးသီးလေးထည့်ပါမယ်အရွက်တွေဖြစ်တဲ့စူပုတ်ရွက်နဲ့ကျင်းကညွန့်လေးပါတခါတည်းရောပြီးတော့ထည့်ပေးပါမယ်ရှင်သူတို့ကိုအနှဲငယ်လုံးပေးပါမယ်ရှင်ပြီးရင်တော့အရသာအတွက်ချိုးမုတ်အနှဲငယ်စက်သားမုတ်အနှဲငယ်နဲ့ငပြားကြီးလေးအနှဲငယ်ထည့်ပေးပါမယ်ရှင်ကဲပေါ့ကလေးဆူလာပြီဆိုလို့ရှိရင်တော့အရသာရှိတဲ့ဟင်းလေးကြီးဟင်းလေးရပါပြီရှင်ကဲပကံလေးတွေကိုထည့်ပေးပါမယ်ရှင်ဒီဟင်းလေးကိုကျေးလက်ဒေတာခီးတစ်ခုသွားရင်းနဲ့စားခဲ့ရတာကိုသတိတရားအနေနဲ့ပြန်လည်မှတ်တမ်းတင်ခြင်းပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့အပေါင်းလေးနဲ့အသေးလေးပေးခဲ့ဖို့လည်းမမေ့နဲ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်